ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်တော့နှုတ်ခွန်းဆက်ပါတယ်နော်ဟုတ်ကဲ့ပါအကိုမများတီတာမြန်တို့ YouTube channel ကနေပြန်လဲကြိုးစားပါတယ်ကျွန်တော်ရဲ့ channel အကြီးကနေပြီးတော့နော်ပြတ်သွားတဲ့အတွက်ကိုဒါ channel အသစ်နဲ့ပြန်တင်ပေးတာအကိုမတွေမောင်လေးညီမလေးဒါ28ရဲ့တောက်ကြနေမနေ့ညမှာတော့3ပိုင်5ပိုင်နော်ကျွန်တော်ကပြလို့မရတော့လို့3ပိုင်5ပိုင်နဲ့32တကွက်ကောင်း32ကကဏ္ဍမြန်ကိုတကွက်ကောင်းအကိုမတွေမောင်လေးညီမလေး3နှစ်3 5နဲ့30ကိုအားထိုးမယ်9 1 9 9နဲ့95ကိုအာပြီးတော့မိန်အိုထိုးမယ်3နှစ်3 5 30ကနော်တပန်အောမယ်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညီမလေးဒါဆိုလို့ရှိရင်အကိုမတွေမောင်လေးညီမလေးဒီ channel အသစ်ကလေးကိုတွေ့ရဆိုရင်နော် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားမှကျွန်တော်ကိုအမြင်မြင်ရမှာအကိုမတွေမောင်လေးညီမလေးနော် share လို့ရတဲ့လူတွေရ share ပေးပါအောင်ဒါဒီ channel လေးကအသစ်ဖြစ်တဲ့အတွက်အကိုမတွေအားလုံးဝိုင်းပြီးတော့ share ပေးကြပါအောင်နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့အကိုမတွေအားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေးနေကျွန်တော် like show လေးနားပါပြီလို့နော်မိနစ်ပဲရှိသေးတယ်ပြောလို့ရတယ်နောက်2မိနစ်ထပ်ပြောကဲအကိုမကြီးမောင်လေးညီမလေးအားလုံးကျွန်တော်ရဲ့ဟို channel ကြီးကတော့ channel အလုံးကြီးကတော့တီတာမြန်တို့ channel အလုံးကြီးကပြက်သွားတယ်ဗျာနော်ဒီနောက်တစ်ပတ်တော့ရမလားမသိဘူးရရင်တော့ကျွန်တော်ပြန်လွှင့်ပေးမယ် site ကတော့ပြလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ channel ကအသစ်ဆိုတော့3မိနစ်ပဲရတာဗျာနော်3မိနစ်ပဲရတာယုံကြည်တဲ့အကိုမကြီးထိုးကျွန်တော်ပြောချင်တာကဒီနေ့မှာ3ပိုင်5ပိုင်ရှိတယ်ဗျာနော်3ပိုင်5ပိုင်ခိုင်းနေအဲ့မှာတကွက်ကောင်းကကဏ္ဍပြန်32ဆိုတဲ့တကွက်ကောင်းနော်32ဆိုတဲ့တကွက်ကောင်းဒါပေမဲ့ကဏ္ဍ6ကွက်ထိုးမှလုံလောက်မှာအကိုမကြီးမောင်လေးညီမလေးနော်ကဏ္ဍ6ကွက်ထိုးမှလုံလောက်မယ်ဒါဆိုရင်အကိုမကြီးမောင်လေးညီမလေးကိုကျွန်တော်ပြောထားတယ်လေးတလုံးမထွက်ဇက်ဖြတ်ဆိုတာလေးတလုံးကကျသွားတာဖြစ်တဲ့အတွက်ကဏ္ဍပြန်ရှိတယ်နော်ကျင်းသေးကျွန်တော်ပြောတဲ့ဒီမနေ့ဒီ6ကွက်ကထွက်တဲ့ညနေကိုကျင်းသေးဗုဒ္ဓဖုအတွင်းကကဏ္ဍပြန်5ကွက်ကိုပဲထိုးမယ်ကျွန်တော်တို့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဘာဖြစ်လို့လဲဆိုတော့ဒီတပွဲကတော့ကျွန်တော် channel ကြီးကတော့မရတော့တော့ဘူးဗျထိသွားတယ်ဘာတွေထိသွားတယ်လဲမသိအဲ့ကြောင့်မလို့အကိုမကြီးကိုကျွန်တော်ပြောတာဗော channel ထဲမှာကျွန်တော်ဘာမှပြောလို့မရဘူးစီကန်းချက်တွေကတအားကြီးတယ်ဗျနော်အခုဒီမနေ့ဝင်တော့မှပဲကျွန်တော်ပြန်မှန်းသိတာအဲ့တော့ဒီ channel အသစ်ကလေးကိုတော့အကိုမကြီးမောင်လေးညီမလေးတွေ့တာနဲ့ subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ထားပါအောင်နော် share လို့ရတဲ့လူတွေလည်းဝိုင်း share ပေးပါအောင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲအကိုမများမောင်လေးညီမလေးများနော်ကျွန်တော် like မတက်ထပ်လို့မရလို့မတက်လာတာဗျနော်အကိုမကြီးမောင်လေးညီမလေးကအားလုံးညှောနေမှာပါကျွန်တော်အဲ့တော့ကျွန်တော်ကိုလည်းဆက်သွယ်ရန်လိပ်စာလေးအကိုမကြီးမောင်လေးညီမလေးတီးပြီးသားဖြစ်တယ်နော်ဆက်သွယ်ရန်လိပ်စာလည်းတီးပြီးသားဖြစ်တယ်အဲ့ရနေတစ်ချက်တော့ဆက်သွယ်ပြီးပေါ့ဗျာကျွန်တော်လိပ်စာလေးရနေပြီဟုတ်ကဲ့ပါအကိုမများမောင်လေးညီမလေးများတောက်ကြာနေမှာအောင်မြင်မှုရကြပါစေလို့ဆုတောင်းပေးနေကျွန်တော်လိုက်ရှိုးလေးနားပါတယ်လို့နော်နာမိနစ်နေ့လိုက်အလဲဝိုင်း